ဒီကိုဘောတော့ရုံးမှာတော့မှာမယ်ကဲဒီကမှာဒီကိုဘောတော့မှာမယ်ဒီကိုဘောကနာပြေဘောတော့ဝယ်လဲပြီးတော့ကျောင်းသားလုံးရတော့ပဲပြီးတော့အဲ့ဒါမှနေတာနေပါပဲဒီတော့ဒီကျောင်းသားတော့ပါပြီအရာနေလို့ထွက်လာတာကျောင်းသားတော့ပါဒီနာစီတီဆန်လာတော့ဆိုင်နေလို့ရှိပါတယ်ငါနိုင်ငံလိုစီတိုးမလို့လားမသိဘူးဟိုမြင်ရတော့ဒီတက်ရတော့ကျွန်တော်ကြောက်ပါတောင်မြကူရပါမယ်ဒီကံကူရအောင်အောင်ရအောင်တော့နေအဲ့ဒီမှာတော့ကျွန်တော်ကငားလို့ရတယ်ဒီစပိန်နေပါရထားလမ်းပေါ့လူကရထားလမ်းပေါ့တော့ကားလမ်းမှာပဲရောက်လာပါပြီဒီကူတော့ဒါကိုပြတ်အောင်ဒီဘိုက်ဆိုင်လာစောင့်နေနေကူလိုက်ပါပြီမရတော့ပါဘူးကြောင်းရနေပါပြီဒါတော့မြေကိုခေါ်ပါလက်ရှိရေးပါမြေဒီတက်ကစိတ်မြေကန်းလို့ပါပဲလဲဒါတော့ဟိုအမေရိကန်ကောင်တွေလာပြီးတော့မှပန်းပြေနေရဟိုဓမုံလာကရိုက်တဲ့နေရာပါဒီကဟိုအားနဲ့ခုအပြီးဒီမှာဒီဘက်နေလိုက်အားမရှိဘူးရပါထပ်မယ်ဘာဘက်ကိုတပုတ်လိုက်ရပါမယ်။ပုံရတော့ဗီလိုလိုက်ရပါမယ်။အခုအကြောင်းရတယ်။ဟာလေရှေးအောင်တမိုင်းဝင်ထပ်မယ်ဘောပေါ့။အမေရိကန်ကောင်တွေလာပြီးတော့တပုတ်လာရိုက်ပါတယ်။ဟောမမြင်ဘူးတဲ့အရာဆိုလာရိုက်ပါတယ်။ဟောတော့အခုလက်ရှိ Asian Market ကိုတွားဖို့ရလို့ပါ။ဟိုမြန်မာနိုင်ငံမှာထုတ်တဲ့ပဲနိုသွားဝယ်မလို့ပါပဲနိုနာမည်မေ့နေပါတယ်မြန်မာနိုင်ငံမှာရောင်းနေမြန်မာနိုင်ငံမှာတော့မတောက်တဲ့ဟာကိုဒီမှာလာတောက်နေတယ်ဟိုမှာစီးရတဲ့လို့ဖြစ်တယ်တက်ကင်ကိုဂျွန်းစလုံးမှာလာဝယ်တာကဲတော့တက်ကင်ကိုကြားခဲ့ပါပြီဈေးနှုန်းလေးတစ်ထပ်ပြန်ကြည့်ပါမယ်ဈေးမရတာတိုင်ပတ်မှာတို့ပါဟုတ်လား20ဆိုတော့ခင်းရပါမယ်အဆက်ကright တကယ်က2.9ဒီလိုပဲပါချက်ကင်ရရောပြန်ထောက်ပါမယ်ပြန်ထောက်ပြီးတော့ဟိုပဲ Asian Market ကိုသွားပါမယ်
အေရှာမကမဟုတ်ဘူးပေါ့အေရှာမဒီမှာတော့ So I would be in Yes, I'm not gonna Dutch lie, all the right? time, so when I can. မြန်မာနိုင်ငံလိုပဲဆေးလေးပေါ့မြန်မာနိုင်ငံကဟိုပိုးချုံဆေးနဲ့တော့တူပါတယ်အေရှာမကတော့သွားနေတယ်အေရှာမကတော့ရောက်ပါလဲပါကျွန်တော်အနုပညာကိုပေါ်ပြနေရောဒီနေ့ကတော့တောက်ကြနေမလို့လည်းမသိပါဘူးလူတွေများနေပါတယ်ကဲကိုကြီးအိမ်ပြန်နေရလမ်းမှာပဲရှိပါသေးတယ်လူဘတ်ပါမြို့ပတ်ရထားပေါ့မြို့ပတ်ရထားဆိုတော့လည်းမြို့ W City Center ရဲ့ W 7နဲ့အဲ့ဘက်လောက်ပဲရောက်တာကဲတော့စနီးထားတာလို့ပြောရမှာလားတပင်တူးရောက်နေပါဘိုးဆိုရင်တကားကူးတော့မှာတကားပေါ်မှာအေယာမဲတွေတွေ့ရပါတယ်အေယာမဲတွေကဒီအိုင်ယာလန်နိုင်ငံသားတွေမဟုတ်ပါဘူးဆင်းရဲဟိုပါရိုမေးနီးယားတို့ဟန်ဂရီတို့ဂျော်ဂျီယာတို့အလားလူတွေပါတို့ရောပါကိုဗီဇာမလို့ဆိုတော့ဒီမှာလာပြီးတော့အမအေးရမယ်လို့ပါကျွန်တော်ငုံငယ်ကောင်းပါတယ်တို့ကျွန်တော်ဆလာရဲ့တကားပါကျွန်တော်အိမ်ပြန်နေပါပြီတို့တော့အိမ်ရောက်တော့ပါမယ်ဟိုမှာဟာကျွန်တော်တို့နေရနေလမ်းမှာကျွန်တော်နေရပါပီဇာဖုတ်ထားတာပါဒါဆောင်းတမရှိပြရပါတယ်မဟုတ်ဘူးခရဒါမရှိ